ပြန်လေကျလိုက်ပါတယ်ဒီမှာကတော့ဘောပေါ်ရမှာရှိတဲ့ဒီဝကျူဝဲတဲ့ဆိုတဲ့တာဝါလေးကိုဆွဲပြတာမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစားခင်မှာခြေရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ဆိုတော့ game လေးရဲ့နာမည်ကတော့ Game Boy Office ဝကျူဝဲတဲ့တာဝါလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုဆောက်လို့ရပါတယ်ဆိုတော့ဝင်ပါမယ်ဒီဝင်တဲ့နေရာမှာခြေချက်ထားပါတယ်ကဲဆိုတော့တွေ့ပါပြီကဲဒီမှာတော့ဘာလဲမသိ climb လိုက်ပါနော်ပြီးတာနဲ့ပြီးပါနော်ခြေရခဲဆိုတော့ဒီဟာလေးပဲပြောင်းလိုက်နော်ပြီးတော့ skin ရဲ့ color လေးကတော့ဒီဟာလေးပဲလှပါဟုတ်ပါတယ်ဒါလေးပဲလှပါတယ်ဆိုတော့သွားပါမယ် random face ပါတော့ဟာ random face လား super happy face လား random နဲ့မြည်ရပါ super happy face လေးပဲယူလိုက်ပါရမယ်ကဲဒီဗီဒီယိုလေးကလည်းနည်းရှည်မှာအော်ချီထောက်အဲ့ညမှာပြန်တွေ့ပါမယ်ရှင်ကဲဆိုတော့ရောက်ပါပြီပြီးတော့ချိန်ဒီမှာနော်ဒီအကောင်လေးကိုဝယ်ထားလိုက်ရပါလေးတဲ့တော့ချိန်ရင်တည်ဒါပေမဲ့ဝယ်ထားလိုက်ပါနောက်ကနေအဲ့ကောင်လေးကကျမရဲ့ခိုးရန်တော့ဖြစ်လိုက်လာမှာဖြစ်ပါဒီမှာကွိုင်းနေဟဲ့ယူလေ random hela ဒီဟာကြီးတော့ကြာ random hey ဟာလေ random so cute cutie putti mutti shuki okay headphone la random headphone မှာယူရနေချေ headphone ကြာကျေးဇူးရှင်ရမခေါင်းမအောင်တော့မနောက်ကလိုက်ရတဲ့လူကတော့ပြောရမယ်ဟာဒီလူတော်တော်ညံ့တာပဲထောက်ချက်ကွယ်ဘာလို့ဝယ်ခိုင်းတာတော့ဟဲ့ရဘူးဘာမှမရှိပါဘူးlet's go ဖြောက်တယ်ဟဲ့ miss me jet la random jet hello ဒီ pro ကကျမကိုတည်ရမဟုတ်ဘာလဲချိန်လည်းမသိ let's go man အဲ့ဖုန်းကလေးရတယ်ကြာနားထောင်ပေးကြပါအောင်ရှင်မစိတ်ဝင်လာတယ် random ကြီးရွယ်မယ်ဒီတစ်ခါ so cute ဘာတော့လားကျေးဇူးတင်လိုက်တာစင်းသွားတဲ့ပုံကလည်းခါတော့ဇူးမီကိုက်နေတဲ့အတိုင်းငါစိတ်ညစ်တာချေပြောစရာလေးရှိရပါတော့ချေရကိုရပိုင်းဗီဒီယိုတွေကတင်တော့တင်ပါမယ်ဒါပေမဲ့ကြောင်းဖွင့်ဗီဒီယိုတွေလုံးဝတင်တော့ပါဘူးဒါပေမဲ့ funny တင်းကနေလောက်ကတော့တင်မယ်ပေါ့နော်ကဲဆိုတော့အားလုံးချေကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့ချေမိချေကူတက်မဲ့9ရန်ကပေါ့နော်ဘယ်လိုပြောမလဲဗလဲအဖိုးရစစ်ဆိုတော့နည်းနည်းစီကန်းရှိရဆိုပြီးတော့စီကန်းရှိတယ်မဟုတ်စီကန်းကြီးတယ်ဗလဲဆိုရစစ်ဆိုတော့အကြအကြီးရှိရဲချေတို့နှစ်မှာအကြရှိရဲအဲ့ဒါကြောင့်မလို့ချေကြီးကိုစီကန်းတွေတင်းကြတော့မယ်ဆိုပြီးတော့ချေကြီးမိချေကြီးကိုစနေနေ့ကနေဖုန်းပေးမကိုင်တော့ပါဟုတ်ပါဘူးကြောင်းဖွင့်တဲ့ရက်ကြရင်ဖုန်းပေးမကိုင်တော့ပါဘူးရှင်အဲ့ဒါကြောင့်မလို့ချေစနေတနေ့ကနေလောက်ကြာရင်တင်ပေးမယ်တော့နော်အဲ့ကြရင်ဗီဒီယိုလေးတွေကိုကြည့်ပေးကြပါလို့ချေပြောချင်ပါတယ်ရှင်နောက်ပြီးချေဗီဒီယိုတွေတင်လိုက်လုံးဝ view မတက်တာအဲ့ဒါဘာကြောင့်လဲပြီးတော့ချေဗီဒီယိုတွေကဘာဖြစ်လို့လဲဘယ်လိုပြောရမလဲချေဗီဒီယိုတွေကမလှလို့မကောင်းလို့များမကောင်းလို့မလှလို့ချေကြီးကိုချေအတန်တွင်းတာတွေမကောင်းလို့မကြိုက်လို့များချေကြီးကိုဘယ်လိုပြောရမလဲမအားပေးကြတာလားဒါမှမဟုတ်ဘာကြောင့်အားမပေးကြတာလဲရှင်ချေလည်းအဲ့လိုမျိုး YouTube မှာအဲ့လိုမျိုးဗီဒီယိုလေးတွေတော့တင်ကျင်တယ်ပြီးတော့ဘာလို့ပဲဖြစ်ဖြစ်ဗီဒီယိုတင်တိုင်း view ရချင်တယ် like ရချင်တယ်အဲ့ဒါလေးတွေကတော့ရှိမှာပဲလေဒါပေမဲ့အခုကချေဗီဒီယိုတင်တိုင်းလုံးဝဘာပြီးမှမတက်ပါဘူးချေဗီဒီယိုကအခုတင်လိုက်တာ2ပုတ်ရှိပြီပေါ့နော်ဒါပေမဲ့2ပုတ်လုံးမှာ view ကတစ်ခုမှမရှိပါဘူးတစ်ခုတောင်မှအဲ့ဒါကြာနေပြီတင်လာတာတစ်ခုကတော့တစ်လခွဲကြွလောက်ရှိပြီလားမသိဘူးချေလည်းမသိတော့မေ့ကုန်ပြီပေါ့နော်အဲ့ဗီဒီယိုဆိုရင်တစ်လခွဲကြော်မှဟို view ကရတဲ့ view ကလည်းအဲ့ပဲရှိရ view ကအဲ့ပဲရှိတယ်ဆိုတော့ချေရတိတ်တော့မပြောပါဘူးလို့ဘာလို့ချေကြီးကိုအဲ့လိုမျိုး like တွေမပေးကြရလဲတော့ချေနည်းနည်းမေးချင်လို့ပါအဲ့ကြောင့်မို့ချေကြီးကို like လေးလည်းပေး comment လေးလည်းရေး view လေးတွေလည်းပေးခဲ့ကြပါလို့ view မများဘူးလုံးဝချေအများနဲ့ video တင်တယ်ဗာမဲ့လုံးဝ view မရပါဘူးအဲ့ကြောင့်မို့ဒီချက်လေးပြောချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါ
အားကြောင့်မို့ပဲဖြစ်ပါရဲ့အဲ့ဒါကြောင့်မို့ချေရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကဲဆိုတော့ဒီဟာလေးကပတ်1နဲ့ပတ်2နဲ့တော့ခွဲလိုက်တော့မှာပေါ့နော်ဒါလေးကတော့ပတ်1မှာပြီးတော့ချေယူရဲ့အိမ်မှာကပြဿနာလေးတွေဗာလေးတွေရှိရင်ရှိမှာပဲလေဒါကတော့ကိုယ့်အိမ်ရဲ့အတွင်းကိစ္စဆိုမပြောတော့ပါဘူးတည်တော့မှာပဲအဲ့ဒါကြောင့်မလို့ချေဒီဗီဒီယိုလေးပတ်1နဲ့ပတ်2ခွဲထားခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ပတ်1ပြီးပြီပေါ့နော်ဆိုတော့ဗီဒီယိုလေးဆုံးဖြတ်ကြည့်ပြီးတဲ့တူတူချင်းလာအောင်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ချေဗီဒီယိုလေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် like and subscribe မလုပ်လို့ရတော့ချေ roll blog ဆိုတဲ့ခိုင်လောက်ကရနှုတ်ထလိုက်ပါပြီခင်ဗျာဆိုတော့ဗီဒီယိုလေးကို like and subscribe လုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ဆိုတော့ bye bye